ကဲဒီလိုမျိုး training မှာတက်ကြွ energy အပြည့်နဲ့အမြဲတမ်း100%တင်ယူနိုင်တဲ့လျှို့ဝှက်ချက်လေးတစ်ခုကဒီမကြီးယူလေးဖြစ်ပါတယ်ဒီမကြီးယူလေးကိုခမိုးကမနဲ့အိယာနိုးကလည်းဖြော်တောက်ထားတယ်ပြီးတော့ညဘက်အိယာဝင်ခါနီးမှာလည်းအမြဲတမ်းဖြော်တောက်ဖြစ်ပါတယ်ဒီမကြီးယူလေးကိုတောက်ထားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့အပူအပုတ်တွေမကောင်းတဲ့အစိတ်တောက်တွေလည်းဝန်းသွားတဲ့ခါတခါတည်းပါသွားပြီးတော့ပေါ့ပန်းလန်းဆန်းနေတယ်ပြီးတော့စက်ကြောတက်ညောင်းညကြိုက်ခဲရလည်းတက်တာစေတယ်စိတ်ကြည်စေတယ်ပေါ့နော်ဒါကြောင့်မို့လို့ပါပဲလို့100%အပြည့်အဝလုပ်နိုင်တာကဒီကဗိုက်တာမင်လေးကြောင့်ဖြစ်ပါတယ်သူကမကြီးရယ်ပြားရယ်ထညက်ရယ်တစ်ချပုံမို့ချင်းစားလို့ဒီတဘာဝဖြစ်စီတွေနဲ့ပဲလောက်ထားတာကြောင့်မို့လို့ကလေးအသက်နှစ်ကနေစပြီးတော့စားလို့ရတယ်ဒီလို training တက်ပြီဆိုလို့ရှိရင်မနေ့9နာရီနဲ့ညနေ9နာရီ6နာရီထိကိုထိုင်ပြီးတော့တင်ယူရတာပြတော့တဲ့ကြောင့်မို့လို့ဝန်းခဏချုပ်တတ်တယ်ဒါပေမဲ့အခုဒီယိုလေးကိုပုံမှန်လေးတောက်တဲ့အချိန်မှာဝန်းလုံးဝမချုပ်ဘဲနဲ့ပုံမှန်စားထားတဲ့ညအကုန်လုံးပြန်ပြီးဆွတ်ထုတ်တယ်ပိုက်ထဲမှာလည်းပေါ့ပါနေရောပဲညယိုကြိုက်တာဆက်ကြောတက်တာတွေညညကြိုက်ခဲရတာတက်တာခြင်းနဲ့ဆိုလို့ရှိရင်ဒီမကြီးယိုလေးကိုမနေ့ညပုံမှန်လေးတောက်ထားပေးပါနော်အထိုင်များပြီးဝန်းချုပ်တတ်တဲ့တွေရှိတယ်ဆိုလို့ရှိရင် comment မှာမီလို့ရေးခဲ့ပေးအောင်နော်ရှိုးလေးကိုစားကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ချက်ပေါက်မှာပဲဖြစ်ဖြစ်ဖုန်းနံပါတ်နဲ့ဖြစ်ဖြစ်ဆက်သွယ်ပြီးတော့မှာလို့ရပါတယ်ခါ